ခွားသီးစားရင်တင်ထင်ထားတာထက်ခန္ဓာကိုယ်ကိုအများကြီးအကျိုးကျေးဇူးရှိစေပါတယ်။သခွားသီးမှာရေ90-95%ပါဝင်တာမို့အစာချေရလွယ်ကူပြီးခန္ဓာကိုယ်ကိုချက်ချင်းရေဓာတ်ဖြည့်ပေးနိုင်ပါတယ်။အမြင့်ဓာတ်များပါဝင်တာကြောင့်ဝမ်းသွားမှုကိုကောင်းမွန်စေပြီးဝမ်းချုပ်ခြင်းကိုလည်းကာကွယ်ပေးပါတယ်။ဦးနှောက်အတွက်လည်းရေနဲ့မက်ဂနီဆီယမ်များပါဝင်တာကြောင့်ခေါင်းကိုက်တာအာရုံမစူးစိုက်နိုင်တာတွေကိုသက်သာစေနိုင်ပါတယ်။ပါဝင်တဲ့ပိုတက်ဆီယမ်ကဆိုဒီယမ်ကိုချိန်ညှိပေးတာကြောင့်သွေးပေါင်ချိန်ကိုထိန်းညှိပေးပြီးနှလုံးကိုကာကွယ်ပေးပါတယ်။သခွားသီးထဲကအန်တီအောက်ဆီဒန့်တွေကအသည်းရဲ့အဆိပ်အတောက်တွေဖယ်ရှားမှုကိုလည်းကူညီပေးပါတယ်။ရေဓာတ်နှင့်ဗီတာမင်စီပါဝင်မှုကြောင့်အသားအရည်အတွက်ရေဓာတ်ဖြည့်ပေးပြီးကော်လင်ဂျင်ထုတ်လုပ်မှုကိုလည်းကူညီပေးပါတယ်။ဒါကြောင့်စားမယ်ဆိုရင်သေချာဆေးကြောပြီးအမြင့်ဓာတ်အတွက်အခွန်ပါစားပေးခြင်းဖြင့်သင့်ကျန်းမာရေးကိုမြင့်တင်ပါ။